မဲမင်္ဂလာပါရှင်ဒီနေ့မင်ပေါ့နော်အိမ်မှာစိတ်သားတံပေါက်လေးချက်စားပြင်ရင်နဲ့ဓာမောက်ချက်နီးလေးမသိတဲ့လူများသိရအောင်လို့အလွယ်တကူလှုပ်ရှားလို့ရတဲ့ဓာမောက်ချက်နီးလေးကိုဗီဒီယိုလေးရိုက်ပြီးမှတ်တမ်းတင်ပေးထားခြင်းဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးမှာပေါ့နော်အမားတစုံတရာပါဝင်ခဲ့သည်ရှိတော့မမေအနေနဲ့ပထမဦးဆုံးကြိုတင်တောင်းပန်အပ်ပါတယ်ရှင်ဒီစိတ်သားလေးကတော့ပေါ့နော်နည်းနည်းညှိတာဖြစ်တဲ့အတွက်မမေကတော့ဒိန်ညွန်ကိုသုံးပြီးတော့ပေါ့နော်ဒိန်ညင်ရဲ့ဂျင်းပေါ့နော်အမှန်တကယ်ဂျင်းရဲ့ကြက်သွန်ဖြူရထောင်းထားတဲ့အရေးညှစ်ပြီးတော့နင်းတော့ပို့ပြီးတော့အနံ့ပြောက်တယ်ပေါ့နော်ဒါပေမဲ့မင်းကဟင်းချက်တဲ့အခါမှာဂျင်းလို့ကြက်သွန်နီတို့ကြက်သွန်ဖြူတို့ထဲမှာဖြစ်တဲ့အတွက်ပထမဆုံးဒိန်းညင်းရဲ့အချိုမုတ်ရဲ့ငန်းပြရဲ့၅မျိုးကြိတ်ထားတဲ့အိန္ဒိယပေါ့နော်မဆလာလို့ပြောရမလားပေါ့နော်အဲ့ဒါကိုထည့်ပြီးတော့နှက်ထားပါတယ်နာရီကိုတစ်နာရီလောက်ပေါ့နော်အဲ့နှက်ထားတဲ့အချိန်အတော်အတွင်းမှာမင်းကဘာလုပ်လဲဆိုတော့ဒံပေါက်စချက်တော့မှာဖြစ်ပါတယ်ဒါကတော့မင်းသုံးတဲ့ဒံပေါက်ဆန်ပေါ့နော်ဒါကတော့မင်းအိမ်မှာထမင်းနေနဲ့ချက်စားတဲ့ဂျက်စမင်ဆန်သူကတော့အရည်သူတော့နည်းနည်းတော့နိတ်တယ်ဆိုရင်ကိုယ့်အိမ်မှာကိုစားတာဖြစ်တဲ့ဒီဆန်လေးကိုပဲသုံးပါတကယ်လို့ကိုကဒီဟာမကြိုက်ဘူးဒံပေါက်ဆန်မှာစားကျင်တယ်ဆိုဒံပေါက်ဆန်လေးဝယ်ပြီးချက်လို့ရပါတယ်ရှင်ဒါတော့ဓမ္မောက်ဆန်ချက်ဓမ္မောက်ချက်တဲ့အချိန်မှာပါဝင်မဲ့ပစ္စည်းတွေဖြစ်ပါတယ်တစ်ကြပွေးခေါက်တစ်ကြပိုးခေါက်နောက်ပြီးရှင်နနက်ပွင့်ဖာလာနောက်ပြီးရှင်လေးညင်ပေါ့နော်အဲ့ဒါကိုအဓိကထည့်သုံးတယ်ပေါ့နော်ဆန်ကိုရေဆေးပြီးွားလို့ရှင်မင်းကဆန်ချက်လို့ရှိထမင်းချက်လို့ရှင်ထည့်တဲ့ရေပမာဏမဟုတ်ပဲနည်းနည်းလျှော့ပြီးထည့်ပါတယ်ဘာဖြစ်လို့လဲဆိုဆန်လုံးကိုအလုံးလှလေးဖြစ်အောင်လို့ပေါ့နော်နည်းနည်းလေးမလေးကိုမင်းကကြိုက်တာဖြစ်တဲ့အတွက်ရေလေးနည်းနည်းလျှော့ထည့်တာဖြစ်ပါတယ်နောက်ပြီးရှင်အခုနာကပြထားတဲ့ဟင်းခတ်အမွှေးကြိုင်လေးကိုထည့်ပါမယ်ရှင်တကယ်လို့ပေါ့နော်ကိုကဓာတ်ပေါက်ကိုအမှားမကြိုက်ဘူးနည်းနည်းပြောတာကြိုက်တယ်ဆိုရင်တော့လိုရေကိုထည့်လို့ရပါတယ်ရှင်ဓာတ်မောက်ချက်တဲ့ခါမှာဒီထောပတ်ကတော့ပေါ့နော်ဂီထောပတ်ဆိုရင်တော့ပို့အဆင်ပြေဒါကတော့မင်းတို့ဂျပန်မှာပဲပေါ့နော်စူပါတွေမှာရောင်းနေထောပတ်လေးကိုပဲထည့်ထားတာဖြစ်ပါတယ်နောက်ပြီးတကြားကိုနှစ်စွန်းထည့်ပါတယ်ဘာလို့တကြားနှစ်စွန်းထည့်တာလဲဆိုရင်ဂျပန်နိုင်ငံမှာရှိတဲ့တကြားဖြူတွေကအလောက်ထိမချိုးပါဘူးရှင်အဲအကြောင်းနှစ်စွန်းလောက်ထည့်ပါတယ်မင်းကအချိုးနည်းနည်းပိုကဲတာကြိုက်တယ်ပေါ့နော်ဒါကတော့ကိုကြိုက်တယ်လို့ကိုဆုံးဖြတ်ပြီးတော့ထည့်လို့ရပါတယ်စားကတော့နည်းနည်းများပို့ထည့်တယ်စားကလည်းငန်းတဲ့ထဲမှာမပါပါဘူးရှင်အားကြောင့်မို့မင်းကစားနည်းနည်းများထည့်တယ်လေးပင်လေးရှိအောင်လို့ပေါ့နော်တကြားလည်းနှစ်စွန်းလောက်ထည့်တယ်နောက်ပြီးရှင်မှုွေတယ်အရတားနှံ့အောင်မှုရတယ်ထောပတ်ကတော့မှုစရာမလိုပေါ့နော်သူကထမင်းကိုချက်တဲ့အခါကျလည်းထမင်းချက်တဲ့အခါကျသူ့ဘာသူပျော်သွားတာဖြစ်တဲ့အတွက်ထောပတ်ကိုတော့ထဲမမှုပါဘူးအခုနစားတွေတကြားတွေကိုတေချာနှံ့အောင်လို့ပေါ့မှုပြီးတော့ပေါင်းလေးနဲ့ပဲချက်တာဖြစ်ပါတယ်ရှင်မင်းကဒါလွယ်ကူပဲပေါင်းနဲ့ချက်ထားတဲ့အချိန်အတော်အတွင်းမှာပဲမင်းကဘာချက်မလဲဆိုတော့စိတ်သားလေးကိုစားချက်တော့မှာဖြစ်ပါတယ်စိတ်သားထဲမှာမင်းကဟင်းအနှစ်ပိုရအောင်လို့ကြက်သွန်ကြီးကိုတစ်လုံးထည့်ပါတယ်ကြက်သွန်ကြီးအမှန်တကယ်နှလုံးလောက်ထည့်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့မင်းကကြက်သွန်ကြော်ပါထပ်ထည့်မှာဖြစ်တဲ့အတွက်ကြက်သွန်ကြီးကိုတစ်လုံးပဲသုံးပါတယ်နောက်ပြီးအခုနကစိတ်သားနှက်တဲ့အချိန်မှာမထည့်လိုက်ရတဲ့ဂျင်းနဲ့ကြက်သွန်ဖြူကိုအခုဟင်းချက်တဲ့အချိန်မှာဖားချက်ထည့်မှာဖြစ်ပါတယ်ရှင်ပထမအဆုံးပေါ့နော်စီကိုအပူပေးပါမယ်မင်းကတော့အယောင်ကိုအနီရောင်မသုံးဘူးအဝါရောင်ပဲလိုချင်တာဖြစ်တဲ့အတွက်စနင်းပဲထည့်ပြီးတော့စီတက်တယ်ပေါ့နော်စီနည်းနည်းပူလာပြီဆိုရင်အခုနကဟင်းခတ်အမွှေးကြိုင်ဖြစ်တဲ့တစ်ကြပိုးခေါက်အရွက်နဲ့နနက်ပွန်းတို့ထည့်ပြီးတော့စီပူထဲမှာ10မိနစ်လောက်ပေါ့နော်ထည့်ပြီးတော့အနံ့မွေးလာပြီဆိုလို့ရှိရင်မင်းကအခုနကထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ဖြူပေါ့နော်ပထမအောင်ဆုံးစီတက်ပေးပါတယ်သူ့တော့10မိနစ်လောက်ပဲထားပါတယ်အရန်အကြိုင်မှာထားလိုက်ရပါဒါကိုစိတ်ကြိုင်အတိုင်းပါပဲဟင်းချက်တယ်လို့ပါဘာမှမရှိပါဘူးရှင်အဲ့ဒါပြောရလို့ရှိရင်ကြက်သွန်နီလေးတွေကိုထည့်ပါတယ်ထည့်ပြီးသွားတဲ့အခါကြလို့ရှိရင်မင်းကသူ့ကိုနည်းနည်းနွမ်းသွားတဲ့အခါကြလို့ရှိရင်ဘာထည့်လဲဆိုတော့မင်းစိတ်သားစပြီးတော့ထည့်တော့မှာပေါ့နော်အန်တကယ်ဆိုလို့ရှိရင်เนาะကြက်သွန်အနှစ်များလိုချင်လို့ရှိရင်တော့ကြက်သွန်ကြီးကိုနှလုံးလောက်ပေါ့နော်ကြက်သွန်ကြီးကစီကိုစုပ်တာဖြစ်တဲ့အတွက်စီလေးကိုနည်းနည်းများပို့ထည့်စေချင်တယ်ပေါ့နော်တကယ်စိုင်းနေမှာတော့စားလို့ရှိရင်เนาะစိတ်သားကအတုံးကြီးပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့မင်းကအိမ်မှာလင်မြန်း2ယောက်ပဲစားမှာဖြစ်တဲ့အတွက်အတုံးသေးသေးလေးပဲသုံးထားခြင်းဖြစ်ပါတယ်နည်းနည်းကြက်သွန်ကြီးကနည်းနည်းနွမ်းလာပြီဆိုလို့ရှိရင်စိတ်သားလေးကိုထည့်မှာဖြစ်ပါတယ်စိတ်သားကညှိရဲဆိုပေမဲ့လည်းတခြားလူတွေကတော့အညှိပြောင်းလို့တံပြာကြီးလာမသုံးကြတယ်ရှင်ဒါပေမဲ့မင်းကတော့တံပြာကြီးတော့မသုံးထားဘူးတင်ញင်ပဲသုံးတယ်နောက်ပြီးရှင်ဟင်းအခုနပေါ့နော်အိန္ဒိယဆိုင်ရာဝယ်လာတဲ့5မျိုးဆက်မဆလာကိုထည့်ထားတာဖြစ်တဲ့အတွက်အညှိနှံ့ကတော့တိတ်မရှိဘူးပေါ့နော်စီကလည်းနည်းနည်းများထည့်ထားတာဖြစ်တဲ့အတွက်စီကိုနည်းနည်းများထည့်ရခြင်းအကျိုးအကြောင်းကတော့
chất tuần đi á xíu sâu đạp hết để đó bọn nó anh ấy cả lại mẹ nhà cho nó xí liu nên mẹ nhà lại bù thay bây giờ bọn nó cô cá tao mẹ nấu chân này rồi sẽ bù chân cô mi ai mà biến bên này nên bé biểu lên này bọn nó chỉ lấy thay bây đó nuôi thả bà đá rồi mẹ ngã tất nhiên lông giả sao bột ra chỉ vào mà bọn nó chim màu nữa lột tinh thả lại phía bà đấy thả màu lên nên lại áo chim màu hình dụ chăm mẹ nó bây giờ chén rồi anh này thay bây tay chân nó xin đi về mẹ tay chân mà tôi mình đi áo với chân lột đẹp bọn nó thả rồi đầm áo mà thêm mẹ phụ cả là đi phía bà đá rồi anh ấy xài mà về quê lối nhà bà đấy xem nên đi về thay ai nó nhái thay gì làm rồi anh ấy này ở ngoài này ở vô bị thêm mà đảm bảo ở dòng thoát đạo nó đá đó cô lùi trên đấy bà mà nè cô bé này chỗ thà ra bỏ nó đá đó nó sống bỏ ra ra là để xịt ta hình lý phiền đi bà bí thì ở dòng bà nó béo hoa lên rồi xem mình cái masala calali masala ở đâu này xem calali masala thế xem mà thì ở dòng hoa thì lùi phiền toa đấy bỏ nó đá đó ấy chỉ mà bé đảm bảo cả chất toa bị phiền đấy đó mình lùi trên này anh đi thà lấy sản lông lấy một quầy bù rồi xem mình cái aku na bao nhiêu besi phiền đấy thì hồ gì sẽ biết cháo nó bây giờ bé sinh đi bỏ mà này cái đó phụ cả là ở dòng thay vì mùi à mẹ hảo mẹ mà về ở công ở sông thay lại đảo bỏ nó ở sông thay vì mà đảo ở dòng thay lại đó mùi à nên lắc khát đấy bỏ nó mà này cái số lúc sẽ bao đấy mà mùi à mà hộp cái này ô chi đấy mà đi mùi lúc sẽ nó bù xem bị mẹ đó ô thầm mà tông chân nó lúc bỏ nó thầm em bao đấy mà về tì chả mùi lại để bỏ nó đá đó nó sống ra đây rồi sẽ luôn qua bỏ nó sao lúc lại hàng cao này lưỡi cung nhà sản này bỏ nó đá nó sống đảm bảo cái phía bà đây xem đảm bảo rất là bỏ nó thì cái lúc đảm bảo sản tông nó sẽ đi này bộ sao cao mày bỏ nó mình nghe rồi anh mà sẽ adjustment thắng sản này về chắc sao là phía đó cô lô chân này chỉ đó mà giàu bỏ nó sống bỏ nó sao lúc hàng cao này đảm bảo cái phía bà đây alo mẹ lấy lúc sao chỉ bà nó hàng lấy sao lúc cao này cha sang mà toa sao giảm luôn với các bạn của lôi của này cha sao luôn ya bà này xem alo mẹ đi video này chỉ chỉ áp biểu hiện chăm miết xóa này cô mi ta xuống này trụ em mà lúc sáng nay ya bà này xem bye bye